ရာဖြစ်သူပြန်သွားတဲ့အခါမှာတော့အဆောင်မှုကဝမ်လင်ကိုနားနေခန်းစီလိုက်ပို့ပေးခဲ့ပါတယ်ဝမ်လင်ကသူနေရမယ့်နေရာကိုလိုက်မေးတဲ့အခါမှာတော့အဆောင်မှုကဘာလဲမင်းကိုငါကအိယာခင်းမှာလာခင်းပေးရမယ်ထင်နေတာလားဆိုပြီးရိုင်းရိုင်းဆိုင်ဆိုင်ပဲနှောက်မှပြောဆိုခဲ့ပါတယ်ဝမ်လင်ကဘာမှပြန်မပြောပဲအစုံဆုံးကနေရာလေးကိုသွားတဲ့အခါမှာတော့ဆရာတူအကူကသူ့အတွက်ညအိယာပြင်ဆင်ပေးခဲ့ပြီးနားမလဲတာရှိရင်လည်းအချိန်မရွေးမေးနိုင်ကြောင်းပြောပြခဲ့ပါတယ်ခဏအကြာမှာတော့အဆောင်မှုကသူတို့လုပ်ရမယ့်အလုပ်တာဝန်တွေကိုလာပေးအရာမှာဝမ်လင်ကတော့နောက်ဆုံးမှကြံတဲ့အလုပ်ကိုပဲယူခဲ့ပါတယ်အဆောင်မှုကဒီအလုပ်တွေကိုတပတ်အတွင်းပြီးအောင်လုပ်ရမှာဖြစ်ပြီးမပြီးရင်တော့ယာယီတပည့်အဖြစ်ကနေထုတ်ပယ်ခံရမယ်လို့တတိပေးခဲ့ပါတယ်ညရောက်တဲ့အခါဝမ်လင်ကဆရာတူအကိုဖြစ်သူကိုဘာလို့လူတွေကအနီရောင်ကတ်ကိုမယူကြတာလဲလို့မေးခဲ့ရမှာတော့အကိုဖြစ်သူကမနှက်ကြရင်မင်းမသာသိလိမ့်မယ်လို့ပြောပြီးအိပ်ပျော်သွားခဲ့ပါတယ်မနေ့ရောက်တဲ့အခါမှာတော့ဝမ်လင်လုပ်ရမယ့်တာဝန်ဟာအလွန်ကြီးမားတဲ့ရေတိုလောင်အိတ်ကြီးတွေတဲ့ရေဖြစ်ရမယ့်အလုပ်ကျွေးကြီးဖြစ်နေပါတော့တယ်ဒါပေမဲ့ဝမ်လင်ကတော့ဘာမှမငြင်းညူပဲကြည်ကြည်နက်နက်နဲ့ပဲအလုပ်ဆက်လုပ်ခဲ့ပါတယ်ရေတိုလောင်အိတ်တွေကအရန်ကြီးမားတာကြောင့်သူ့အနေနဲ့တော်တော်လေးကိုအားစိုက်ထုတ်ခဲ့ရတာပါဝမ်လင်ကမောမောနဲ့ထိုင်နာနေတော့နတ်ဆိုးစီကရထားတဲ့ဆေးလုံးလေးကိုတတိယသွားပြီးရေထဲကိုဆေးလုံးပစ်ထက်ကသူ့လက်ကဒဏ်ရာတွေပျောက်မလားဆိုတဲ့အကြံနဲ့လက်ကိုရေစိမ်လိုက်ပါတယ်အဲ့ဒီခါမှာတော့အံ့ဩစရာကောင်းလောက်အောင်ဒဏ်ရာတွေဟာချက်ချင်းပြောက်ကွယ်သွားတာကြောင့်ဝမ်လင်တယောက်အရန်ကိုဝမ်းသာသွားခဲ့ရပါတယ်ဒီဆေးစွမ်းကြောင့်ဝမ်လင်ကအလုပ်တွေကိုအရင်ကထပ်ပိုးပြီးမြမြဆန်ဆန်လုပ်နိုင်လာတာကိုအဆောင်မှုကတိတ်တဆိတ်စောင့်ကြည့်နေခဲ့တာကိုတော့ဝမ်လင်တယောက်မသိရှာခဲ့ပါဘူး